မိမရေချမောင်ငပိချက်လေးနဲ့ထမင်းမိတ်စားခြင်းနဲ့ဆိုရဲအေးဦးနဲ့ကြီးအတွက်ဒီနေ့မှတူစားခြင်းနဲ့ချမောင်ငပိချက်ကလေးကိုကျွန်မချက်ကျွေးဖြစ်ပါတယ်။အရင်ဆုံးချမောင်ရွက်နဲ့စီကိုချွေခတ်ရေစေးတက်ဆင်ထားပေးလိုက်ပါမယ်။အခုလိုရေတက်ဆင်ထားပေးတဲ့ချမောင်ရွက်လေးတွေကိုအိုးထဲကိုတစ်ခါတည်းထည့်လိုက်ပါမယ်။ကျွန်မကအခုချက်မှာလုံးချက်ပုံစံလေးချက်မှာပေါ့နော်။ချက်တုံဒီပမာလီထားတဲ့ဟာလေးကိုလည်းထည့်လိုက်ပါမယ်။ပြီးရင်တော့ချက်တုံညိုထောင်းထားတဲ့ဟာလေးလည်းထည့်မယ်။ချမောင်ရဲ့ငပိချက်မှာဆိုတော့ငပိကတော့မဖြစ်မနေမများထည့်ရပါမယ်။ပြီးရင်တော့ဆနွေးမုံရဲ့အယောင်တင်မုံရဲ့စားချုံမုံတီလေးနဲ့ရဲ့ပစုံကြောင့်ရေစေးထားတာလေးကိုပါထည့်လိုက်ပါမယ်။ပြီးရင်တော့ရေလုံးဝမထည့်ပဲနဲ့အခုလိုမီးပူပေးပြီးတော့ကြကြလေးလုံးပေးရပါမယ်။အခုလိုလုံးပေးလိုက်တာချမောင်ရွက်လေးလည်းဤပြီးငပိလေးလည်းကြေဝါးပြီဆိုရင်ကတော့ရေနွေးလေးကိုနည်းနည်းလေးလောင်းထည့်ပေးလိုက်ပါမယ်။ဟိုကအရေးကြကြနဲ့စားစတဲ့ဆိုရင်ကတော့ရေမြများလေးထည့်ပေါ့နော်။ကျွန်မကတော့ဒီလိုအနေထားလောက်လေးပဲရပြီပေါ့နော်။ဆက်လေးစားစတဲ့သူတွေကတော့ငရုတ်လေးစိမ့်လေးထည့်လို့ရတာပေါ့နော်။အေးဦးနဲ့ကြီးကအဆက်မစားတာဖြစ်တဲ့အတွက်ကျွန်မကငရုတ်ဒီမထည့်ထားအောင်ပေါ့နော်။အိုးလေးကလည်းကတ်သက်တောင်မို့လို့အခုလိုအမြဲမွေပေးဖို့တော့လိုတာပေါ့နော်။ကဲဒါဆိုရင်ကတော့အေးဦးနဲ့ကြီးအရန်စားချင်နေတဲ့ချမောင်ရဲ့ငပိချက်ကလေးရပါပြီရှင်။